တရုတ်တထေးတွေအင်တာဗျူးမှာမေးလို့ရှိတဲ့မေးခွန်းအလုံး20အားလုံးပဲမင်္ဂလာပါတရုတ်စကားပြော channel ကနေအားလုံးကိုကြိုဆိုပါရစေတရုတ်လိုအင်တာဗျူးအတွက်မေးခွန်းရောဖြေပုံဖြေနည်းကိုပါအလွယ်တကူဒီဗီဒီယိုမှာလေ့လာရမှာဖြစ်ပါတယ်โอเคအဲ့ဒါဆိုရင်ဒီဗီဒီယိုလေးကိုစလိုက်မယ်နော်你可以介绍一下自己吗ကိုမိတ်ဆက်ပေးနိုင်မလားတဲ့我叫左左今年29岁ကျွန်တော်နာမည်စောစောပါအသက်29နှစ်ပါနံပါတ်1က你今年几岁你今年几岁ဒီနှစ်အသက်ဘယ်လောက်ရှိပြီလဲ我今年20岁我今年20岁ကျွန်တော်အသက်20နှစ်ပါ你是哪国人你是哪国人မင်းကဘယ်နိုင်ငံကလဲ我是缅甸人我是缅甸人ကျွန်တော်မြန်မာနိုင်ငံကပါအလုပ်အတွေ့အကြုံရှိလားဆိုရင်你有工作经验吗你有工作经验吗အလုပ်တွေ့ကြုံရှိလား有我做过工作ရှိပါတယ်ကျွန်တော်အလုပ်လုပ်ဖူးပါတယ်ဟုတ်ပြီဘာအလုပ်လုပ်ဖူးလဲဆိုရင်你以前做什么工作你以前做什么工作အရင်ကဘာအလုပ်လုပ်ဖူးလဲပေါ့နော်我以前在工厂工作ကျွန်တော်အရင်ကစက်ရုံမှာအလုပ်လုပ်ခဲ့ပါတယ်အလုပ်လုပ်ဖူးပါတယ်ပေါ့နော်တရုတ်စကားပြောတတ်လားဆိုရင်你会说中文吗တရုတ်စကားပြောတတ်လား会一点点会一点点ကျွန်တော်နည်းနည်းပြောတတ်ပါတယ်အချိန်ပိုလုံနိုင်လားဆိုရင်可以加班吗可以加班吗အချိန်ပိုဆင်းနိုင်လား可以可以ဟုတ်ကဲ့ကျွန်တော်အချိန်ပိုလုံနိုင်ပါတယ်ရပါတယ်ပေါ့နော်你可以做多久你可以做多久ဘယ်လောက်ကြာအလုပ်လုပ်နိုင်လဲတဲ့我可以做很久我可以做很久ကျွန်တော်အလုပ်ကိုကြာလုပ်နိုင်ပါတယ်နောက်တစ်ခုကဘာကြောင့်ဒီလိုလုပ်ချင်တာလဲဆိုရင်为什么想做这个工作为什么想做这个工作ဘာကြောင့်ဒီလိုလုပ်ချင်တာလဲတဲ့因为我想赚钱因为我想赚钱ကျွန်တော်ငွေရှာချင်လို့ပါဟုတ်ပြီနောက်တစ်ခုကအလုပ်ကြိုးစားနိုင်လားတဲ့ဒါမှမဟုတ်ပင်ပန်းမှုကိုခံနိုင်လားပေါ့နော်你能吃苦吗你能吃苦吗ပင်ပန်းမှုကိုခံနိုင်လား能我会努力工作ခံနိုင်ပါတယ်ကျွန်တော်အလုပ်လဲကြိုးစားနိုင်ပါတယ်ဟုတ်ပြီနော်你结婚了吗你结婚了吗အိမ်အောင်ရှိပြီလားလက်ထပ်ပြီးပြီလားပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်我还没有结婚我还没有结婚မရှိသေးပါဘူးကျွန်တော်လက်မထပ်သေးရဘူးလက်မထပ်သေးဘူးပေါ့နော်你的身体好吗你的身体好吗ကျန်းမာရေးကောင်းလားဟုတ်ပြီ很好很好ကောင်းပါတယ်ကျွန်တော်ကျန်းမာရေးကောင်းပါတယ်ဟုတ်ပြီနော်ဘာသာစကားဘယ်နှမျိုးပြောတတ်လဲဆိုရင်你会说几种语言你会说几种语言我会说一点中文我会说一点中文ကျွန်တော်တရုတ်စကားပဲနည်းနည်းပဲပြောတတ်ပါတယ်ဟုတ်ပြီအလုပ်ကိုစူးစမ်းနိုင်လားပေါ့နော်你工作能力吗你工作能力吗အလုပ်စူးစမ်းနိုင်လား我很努力我很努力ကျွန်တော်အရန်စူးစမ်းနိုင်ပါတယ်ဟုတ်ပြီနော်
နောက်တစ်ခုကမင်းတင်ယူတာမြန်လားပေါ့နော်你学习快吗你学习快吗တခုခုကိုတင်တာမြန်လားပေါ့နော်我学习很快我学习很快ကျွန်တော်တင်ယူတာမြန်ပါတယ်ဟုတ်ပြီနော်အလုပ်ဖိအားကိုခံနိုင်လားတဲ့你可以接受压力吗你可以接受压力吗အလုပ်ဖိအားတန်ကိုခံနိုင်လား可以可以 okay ကျွန်တော်ခံနိုင်ပါတယ်ဟုတ်ပြီနော်နောက်တစ်ခုကအလုပ်ကိုဘယ်တော့မှစလုပ်နိုင်မလဲပေါ့နော်你什么时候可以开始工作你什么时候可以开始工作ဘယ်တော့မှလုပ်စလုပ်နိုင်မလဲ我现在就可以အခုချက်ချင်းလုပ်နိုင်ပါတယ်ဟုတ်ပြီနော်အလုပ်ပြောင်းဘူးလားပေါ့နော်你换过工作吗你换过工作吗အရင်ကအလုပ်တွေအဲ့လိုပြောင်းဘူးလားတဲ့没有မရှိပါဘူးကျွန်တော်မပြောင်းဘူးပါဘူးပေါ့နော်ဟုတ်ပြီနောက်တစ်ခုကအလုပ်ကိုအချိန်ကြာလုပ်နိုင်လားတဲ့အကြာကြီးလုပ်နိုင်လားပေါ့အလုပ်ကို你可以长期工作吗你可以长期工作吗可以我想长期工作ရပါတယ်ကျွန်တော်အလုပ်ကြာလဲလုပ်ချင်ပါတယ်အလုပ်လုပ်နိုင်လားတဲ့ဒီအလုပ်လုပ်နိုင်လားပေါ့နော်你可以做这个工作吗你可以做这个工作吗ဒီလုပ်ကိုမင်းလုပ်နိုင်လားတဲ့可以我会认真工作ရပါတယ်ကျွန်တော်တိကျကြိုးစားပြီးတော့အလုပ်လုပ်ပါမယ်ကြိုက်နေတဲ့ရင် subscribe လေးနှိပ်ခဲ့ပါအပိုင်း 2 မှာကျွန်တော်တို့ပြန်ဆုံကြမယ်နော်